ဟုတ်ကဲ့ကြွားပါအပြည့်စုံလုပ်ပေးထားတယ်ဘာလို့ဒီချိုးကဆိုလည်းအကျယ်ကြီးကြည့်ပါဘာအေးလေတဟိုတယ်လုံးမှာလည်းပဲဒီခက်ခက်ပဲရှိပါဆိုတော့ကျမလည်းဒီခက်အောင်ပဲစိုက်တာဆိုတော့ဒီလိုက်တော့မရှိအခန်းလဲဖို့ကလည်းမရှိတော့ဘူးဒီမှာတဲဖို့ကလည်းအော်စီကနေပြီးတော့ဒီလိုကပြန်လာတာဆိုတော့တဲရမှာပေါ့လေဝမ်းသာလိုက်တာဘာလို့စစ်ကြမ်းကြပြအောင်ဆိုတော့အားလုံးပြီးတော့စီစဉ်ဆောင်ရွက်လို့နော်လူတွေသိရှိစီအောင်နော်စစ်ချဘာလို့ဒီနေ့အားလုံးစီစဉ်ပြီးဆိုတော့ဒီဆောင်ရွက်ဒီကစီစဉ်နော်ကျမအထုပ်ကလိန်မော်ရောင်တော့အောက်မှာ make in Aussie လို့ရေးထားတယ်နော်ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့လို့ဟုတ်ကဲ့ပါတော့ပါပြီမင်းကြီးပါဒီလိုကလည်းငါပြောပါရတော့လေကြီးဟောပြည့်လေတော့အဲ့ဒါလေကြီးပြည်လို့စီစဉ်ရတာဗောဟိုမိမလည်းပါလေအော်စီယာဆိုတာမျိုးဟိုတယောက်ကလည်းရန်ကုန်သူမင်းသမီးသူတော့ဟိုအားလေးကြီးကိုမြင်ကြတယ်စစ်စစ်နေတယ်အော်စီကနေပြီးတော့တနေ့လုံးလေရင်စီးပြီးတော့ပြန်လာတာပြန်လာလိုက်တာအခုတော့ကိုနေတဲ့အခန်းလေးလည်းနေရပြီကိုအိတ်ချင်တဲ့ဂရင်းလေးပေါ်မှာလည်းအရာတော့မဲဆိုတော့အော်စီယာပါလာတဲ့ရင်မွေးလေးကိုတစ်ခုလုံးဖြန်းအရာလေးတစ်ခုလုံးကိုစောဘုံဝေးကြညာလေးနဲ့အိတ်တော်မဲအမဟာလေအမရမ်းနေတော့စီလို့ကျမဘာကိစ္စလိုရမှာလဲညာနာဟုတ်ဘူးလေအမတော့နိုင်ငံခြားပြန်လာပြီရမ်းတော်တွေပေါက်တက်လို့လေအားကြောင့်မေးကြည့်တာနေပါဦးရှင်ကရဟနာပြောက်စီယူမလားလို့များရှင်ရဟနာပြောက်စီဘာကိစ္စဆောင်လားဟိုကျမပဲအိမ်မင်းသားလေကောင်မလေးတယောက်လေအဲ့လိုပဲနိုင်ငံခြားအိမ်ပေါ်လုပ်ပြီးပြန်လာလေပြန်လာတကောလုံးကိုရမ်းတာတွေအဖြစ်ပဲအဲ့ဒါလေကျမကူညီတဲ့နေနဲ့ရမ်းတာပြန်စီဆောင်တာရှင်ပါစပုတ်ကြီးနဲ့ပြကျမတော်မှာဟိုရဒီရရားလာပြီသူများကိုပါစပုတ်ကြီးနဲ့သူများကတပါဇိမ်ယူမယ်လို့လုပ်နေတဲ့ဟာကိုဘာလာပြောင်းမှမသိကဲဟိုကတော့များလို့အဲ့လိုမရသေးပါဘူးဒါကိုမင်းသမီးတင်လိုက်တာဆိုတော့ဒီကကြာကိုစင်းနေတယ်လေအဲ့တော့ဒါတော့ချက်ကောင်းနေရှင်ဒါတော့ချက်ကောင်းနေဘာပြောလိုက်လဲရှင်ကမင်းသမီးဒီပုံကမင်းသမီးအော်တီဗီအကျော်တော်ခန်းလားဒါမှမဟုတ်ပဲနဲ့တန်ရှင်းလုပ်တဲ့ခန်းလားဒီမှာပြပါစင်းစက်ကြရုပ်ထင်းနေရှင်ဒါလည်းရှင်ပြောလည်းနားလည်းမဟုတ်ပါဘူးเนาะဒါကလေကြော်တယ်ဆိုလဲကြော်တယ်မင်းသမီးဆိုလဲမင်းသမီးတစ်ထဲဆိုလဲတစ်ထဲစင်းစက်ကြရုပ်ရှင်ရတာရှင်ကျမသိတာတော့လေအော်ရှင်းပုံစံနဲ့ဆိုရင်တော့တစ်ထည့်သမီးဆိုင်တော့မဖြစ်တော့ဘူးရှင်းပုံစံနဲ့ဆိုရင်တော့အချော်တယ်တော့ဖြစ်မှာပေါ့ရှင်ဟောရှင်နဲ့ဒါနားမလဲပါဘူးရှင်လာဆောင်ကြည့်လိုက်လေပြောဆောင်ကြော်တယ်ရောရှင်လာပြောဆောင်ကြည့်လိုက်ဟောဟိုမှာစတလာရှင်မကွမ်းနေပါလေနေရာမှာတည်းရှင်ကိုရမ်းတာမပေါ့ပဲလှဆန်းမှာတော်ပြီရှင်တဲ့စကားပေါ်ပြောနေတော့ကိုလိုပဲကိုလိုတော့ရှင်နဲ့လည်းတိတ်ပြောချင်တယ်မဖြစ်ပါနဲ့ကျမလည်းအိမ်မလို့ပါ